အရှင်အာနန္ဒာဤဝိပဿနာအရှင်အာနန္ဒာဆိုတာဘုရားဘာသာဝင်သူတော်စင်တွေအားလုံးလောက်နေနီးသိကြတယ်မြတ်စွာဘုရားရဲ့ညီတော်ဝမ်းကွဲမြတ်စွာဘုရားကိုအလုပ်ကျွေးပြုပြီးတော့ဧတတဲ့ငါးထံဖြင့်ချီးကျူးမြောက်စားခြင်းခံရတဲ့ပုဂ္ဂိုလ်ရှင်အာနန္ဒာဟာသာသနာတော်မှာအလွန်ထင်ရှားတဲ့ယဟန်တော်တစ်ပါးဖြစ်သည့်အတွက်ကြောင့်ရှင်အာနန္ဒာအကြောင်းတော့သိပြီးသားဖြစ်ကြလိမ့်မယ်မြတ်စွာဘုရားဖြစ်သို့ရောက်ပြီးပထမအချိန်ကပိလဝတ်နေပြည်တော်သို့ကြွရောက်တဲ့အခါမှာသုဒ္ဓရဏမင်းတရားကြီးကနေပြီးတော့မြတ်စွာဘုရားရဲ့အချမ်းရံဖြစ်တာဂဝေမင်းသားတွေယဟန်ဖြစ်ဖို့တိုက်တွန်းတယ်အဲဒါကြောင့်မို့လို့ကပိလဝတ်နေပြည်တော်မှာရှိတဲ့တာဂဝေမင်းသားတွေဟာမြတ်စွာဘုရားနောက်တော်ကလိုက်ပါပြီးတော့ယဟန်ပြုကြတယ်အဲ့ဒီထဲမှာရှင်အာနန္ဒာတို့ကအုပ်စုတစုပေါ့ရှင်နုရုဒ္ဓတို့ရှင်ဗတ္တိယတို့ရှင်ကိမိလာတို့ရှင်အာနန္ဒာတို့ဆိုတာတာဂဝေမင်းသား6ယောက်ကအုပ်စုတစုမြတ်စွာဘုရားကပိလဝတ်ကနေပြီးဝေသာလီပြည်ကြွသွားတဲ့အခါနောက်တော်ကနေလိုက်ပါပြီးဘုရားနောက်လိုက်သွားကြပြီးတော့သင်္ကန်းဝတ်ခဲ့ကြအဲ့တော့ရှင်အာနန္ဒာဆိုတာမြတ်စွာဘုရားရဲ့ဖွားဘက်တော်စရင်ထဲမှာအာဘောကာယဆံရွှေကံလို့အတူကောင်းလုပ်ထားတဲ့ထဲမှာအာဆိုတာရှင်အာနန္ဒာကိုပြောတာဘောကတော့ဘောဓိပင်ပေါ့ကာကကာလုဒာယီယကယတောတရာဆံကမြင့်တော်ကံမောင်းဆန်းရွှေကရွှေအိုးကြီးလေးလုံးမြတ်စွာဘုရားအလောင်းတော်မွေးဖွားလာတာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်များနဲ့ဘောဓိပင်တို့ရွှေအိုးကြီးတို့ဆိုတာမြတ်စွာဘုရားမွေးဖွားလာတဲ့နေ့မှာစတင်ပေါ်ပေါက်လာလို့ဖွားဘက်တော်လို့ဒီလိုပြောကြတယ်ပေါ့အဲ့တော့ရှင်အာနန္ဒာမထေရမြတ်ကလည်းမြတ်စွာဘုရားနဲ့ဖွားဘက်တော်လို့ဆိုတော့ဘုရားနဲ့တက်တော်ရွယ်သူလို့ဒီလိုမှတ်ရအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခါတော့ကဆရာတော်ကြီးနှစ်ပါးဆွေးနွေးတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ဆရာတော်ကြီးတစ်ပါးပြောတယ်မြတ်စွာဘုရားနဲ့ဖွားဘက်တော်တွေလူသားအနေနဲ့အာနန္ဒာရှိတယ်ကာလုဒာယီရှိတယ်ယတောရယာရှိတယ်ဆန္နဆိုတဲ့မြင်းတော်ကံအမတ်ရှိတယ်အဲ့ဒီပုဂ္ဂိုလ်ဘေဒင်းဆရာကလေးကနေပြီးတော့ဇာတာဖွဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တနေ့တည်းတစ်ချိန်တည်းဖွားတာဆိုလို့ရှိရင်ဇာတာကွင်တူးမနေဘူးလားအေးဇာတာကွင်တူးနေတဲ့အထဲမှာတိဋ္ဌထမင်းသားတစ်ပါးသာလင်ဖျားဖြစ်ပြီးတော့ကျန်တာတွေကဖျားမဖြစ်ဘူးတဲ့ဇာတာကွင်တူးနေတယ်ဆိုလို့ရှိရင်လည်းအကုန်လုံးဖျားဖြစ်ရမယ်ဂိမ်းပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးနှစ်ပါးဆွေးနွေးကြတာကြားဘူးတယ်ဆရာတော်ကြီးတစ်ပါးပြောတယ်ဖျားနဲ့ဖွားဘက်တော်တနေ့တည်းတစ်ချိန်တည်းဖွားလို့ဇာတာကွင်တူတဲ့ပုဂ္ဂိုလ်တွေကဖျားသာလင်ဖျားလောင်းသာလင်ဖျားဖြစ်ပြီးကျန်တဲ့ပုဂ္ဂိုလ်တွေကဖျားမဖြစ်ဘူးဒီထဲမှာတရိစ္ဆာန်တစ်ကောင်ကလည်းပါသေးတယ်လေကန္တကမြင်းဆိုတာအဲ့တော့ဇာတာကွင်တူရတဲ့နဲ့ဘာဖြစ်လို့ဖျားမဖြစ်တာတော့ဒါကြောင့်မို့လို့
ဘေဒင်ကိန်းခန်းနေဆိုတာယုံစရာမရှိဘူးလို့ဆရာတော်ကြီးကအဲ့လိုပြောဆရာတော်ကြီးတပါးအဲ့လိုပြောတယ်ဘေဒင်ဆိုတာဘယ်လိုမှယုံစရာမရှိဘူးအကယ်၍သိတ္တရမင်းသားဖျားဖြစ်ရင်ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းဒီဇာတာခွင်ဒီနေ့ဒီရက်မွေးကြတာဆိုတော့အားလုံးဖျားဖြစ်တဲ့နဲ့ပေါ့အဲ့ဒါလို့ဘေဒင်တွေကိုယုံကြည်မရှိဘူးလို့ပြောတော့ဆရာတော်ကြီးတပါးကမိတ်တယ်ကိုရောတဲ့ပရိတ်ကြီးမရပဲနဲ့စွာကျဲနဲ့ပြောမနေနဲ့ပြောလိုက်တော့သူ့ကိုပရိတ်ကြီးမရဘူးလို့ပြောလိုက်တော့အဲ့ဒီဆရာတော်ကဟာကိုလူဘယ်လိုတုံပြောပါအောင်ပရိတ်ကြီးမရဘူးဆိုတာဘာတုံဆိုတော့ပရိတ်ကြီးတဲ့မဲ့ပါရမောလားတဲ့ပူရင်တံဘောရိတံပါရေဆိုတာဘုရားဖြစ်ဖို့ရာအတွက်ပါရမီတွေကိုစီးပူးအားထုတ်ထားတဲ့ပုဂ္ဂိုလ်မှဘုရားဖြစ်တော့မပေါ်ဖွားပဲတော်ခြင်းတူယုံနဲ့ဘုရားပဲဖြစ်မလို့ဒါကြောင့်မို့ကိုတော့ပရိတ်ကြီးမရဘူးလို့ပြောတာတဲ့ဘေးတင်ကိန်းခန်းနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဇာတာခွင်တူးနေရင်အကျိုးပေးခြင်းမတူသင့်ဘူးလားအေးအဲ့ဒါကြောင့်မလို့ဆရာတော်ကြီးတစ်ပါးကတော့အဲ့ဒီထဲမှာတဲ့ပါရမီဆိုတာရှိသေးတယ်ပေါ့ဒီနေ့ဒီရက်မွေးပေမဲ့လို့ဘုရားဖြစ်ကြောင်းပါရမီတရားကောင်းတွေစုဆောင်းထားတဲ့ပုဂ္ဂိုလ်မှသာဘုရားဖြစ်နိုင်တော့မပေါ်လို့ဒီလိုဖြေတဲ့နော်အေးဒါလည်းပဲမှတ်သားစရာတစ်ခုပေါ့နော်ပူရင်တံဘောရိတံပါရေဆိုတာဘုရားလောင်းတော်တွေဟာပါရမီကိုဖြည့်ထားအဲ့တော့ရှင်အနန္ဒာဟာဘုရားရဲ့ဖွားဘက်တော်ဖြစ်ပြီးမြတ်စွာဘုရားနောက်တော်ကနေလိုက်ပြီးတော့ယဟန်ပြုတယ်ဆိုတဲ့အချိန်မှာမြတ်စွာဘုရားဖြစ်တာက35နှစ်အရွယ်မှာဘုရားဖြစ်တယ်ကပိလဝတ်ပြေကြွတဲ့အခါကျတော့36 39ဆိုပါစို့အဲ့တော့ရှင်အနန္ဒာက36နှစ်39နှစ်အရွယ်မှာသင်္ကန်းဝတ်တယ်အဲ့ဒါလို့သင်္ကန်းဝတ်ပြီးတော့ရှင်ဒေဝဒတ်တို့ရှင်နုရုဒ္ဓါတို့ရှင်ဗတ္တိယတို့နဲ့အတူတကွတောထွက်လာပြီးတော့ဘုရားထံသင်္ကန်းဝတ်ကြတယ်အဲ့ဒါလို့သင်္ကန်းဝတ်တဲ့အခါရှင်အနန္ဒာဟာပထမဝါတွင်မှာပဲသူသောတာပန်ဖြစ်သွားတယ်အဲ့တော့ရှင်အနန္ဒာသောတာပန်ဟာဘာကြောင့်သောတာပန်ဖြစ်သွားသလဲဘု து တရားနာပြီးသောတာပန်ဖြစ်သွားသလဲလို့ပိဋကစာပေလိုက်လံပြီးတော့ကြည့်တဲ့အခါမှာသံယုတ္တနိကေမှာအာနန္ဒသုတ်ဆိုတာလေးရှိအဲ့ဒီအာနန္ဒသုတ်မှာရှင်အနန္ဒာကပြန်ပြီးတော့ပြောထားတာသူ့အကြောင်းသူပြန်ပြောထားတဲ့သုတ်ကလေးသူဘာဖြစ်လို့သောတာပန်ဖြစ်တယ်ဆိုတာဘု து တရားနာပြီးတော့သောတာပန်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုသူပြန်ဟောထားတာလေးရှိရှင်အနန္ဒာဟာတာဝတိပြည်ဇေရဝံကျောင်းတော်မှာသတင်းသုံးနေတဲ့အချိန်မှာဓမ္မဂတိကအရာမှာဣတရက်ရတဲ့ရှင်ပုံနာဆိုတာရှိတယ်ပုံနောမန္တာနိပုတ္တောလို့မန္တာနိပုံနေမရဲ့သားဖြစ်တဲ့ရှင်ပုံနာဟိုသူနာပရန္တမှာသာသနာပြုတဲ့ရှင်ပုံနာကတပါးအခုဒီမန္တာနိပုဒ္ဒပုံနာဆိုတာဓမ္မဂတိကအရာမှာဣတရက်ရသူကကပိလဝတ္တာအရှင်ကုဏ္ဏညာကြီးနဲ့တူအကြီးတော်တယ်ပေါ့ဓမ္မစကြာတရားဥနာပြီးတော့ပထမဆုံးသောတာပန်ဖြစ်သွားတဲ့အရှင်ကုဏ္ဏညာရဲ့တူတော်တယ်အမတန်ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တစ်ပါးအဲ့ဒီရှင်ပုံနာရဲ့တရားကိုနာပြီးတော့ရှင်အနန္ဒာဟာသောတာပန်ဖြစ်တယ်ဒါကြောင့်မို့ရှင်အနန္ဒာကပြန်ပြောပြတယ်ယဟန်တွေကိုငါရှင်တို့တဲ့အရှင်ပုံနာဟာတို့အဖို့အမတန်မှကျေးဇူးပြုတဲ့ပုဂ္ဂိုလ်အလွန်ကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်ပဲတို့လိုသာသနာပေါင်းဝင်းလာကစားလူငယ်ယဟန်ငယ်တွေအတွက်အမတန်မှအားကိုးရတဲ့ပုဂ္ဂိုလ်ပဲတို့တွေဟာရှ
ရှင်ဘုံနာကတရားကိုအသေးစိတ်ရှင်းပြတာနာရလို့တို့တရားတို့တရားမြတ်ရခဲ့ရတယ်လို့ဆိုတဲ့အကြောင်းကိုရှင်းပြတဲ့ရှင်ဘုံနာကဘယ်လိုတရားဟောခဲ့တာတုံးလို့ဆိုတဲ့အခါမှာရှင်ဘုံနာဟောတဲ့တရားလေးကသူတို့ကိုမေးပြီးတော့ဟောတဲ့တရားလေးဥပါထာယအာဟုသောအာနန္ဒအတ္တမိတိဟောတိနောအနုပါဒယသူဟောတဲ့တရားလေးကရှင်းရှင်းလေးရဲ့ငါဆိုတဲ့အတွေးဟာတစုံတစ်ခုကိုအမိပြုတ်ပြီးတော့မှပေါ်လာတာပါတဲ့အမိမပြုတ်ဘဲနဲ့မပေါ်ဘူးတဲ့လောကလူတွေငါဆိုတဲ့အတွေးငါဟာဆိုတဲ့အတွေးဒီအတွေးတွေဟာဘာကိုဆွဲမိပြီးတော့တွေးနေကြတာတော့ရှင်ဘုံနာကရှင်းပြတယ်ငါရှင်အာနန္ဒာငါဆိုတဲ့အတွေးဟာဆွဲမိပြီးတော့ပေါ်လာတာတဲ့မဆွဲမိပဲပေါ်လာတာမဟုတ်ဘူးဘာကိုဆွဲမိပြီးတော့ပေါ်လာတာတုံးဆိုလို့ရှိရင်ဟောဒီခန္ဓာ၅ပါးကိုဆွဲမိပြီးတော့ပေါ်လာတာတဲ့ရုပ်ကိုဆွဲမိပြီးတော့ငါဆိုတဲ့အတွေးပေါ်လာတယ်ခံစားချက်ကိုအမိပြုပြီးတော့ငါဆိုတဲ့အတွေးပေါ်လာတယ်စိတ်ထဲကမှတ်သားမှုဆိုတဲ့အမှတ်တင်ညာတွေကိုဆွဲပြုပြီးတော့ငါဆိုတဲ့အတွေးပေါ်တယ်ကြံတွေးခြင်းသိခြင်းစတဲ့စိတ်ရဲ့လှုပ်ရှားမှုဆိုတဲ့သင်္ခါရတွေကိုဆွဲပြုပြီးတော့ငါဆိုတဲ့အတွေးပေါ်လာတာအသိစိတ်လို့ဆိုတဲ့ဝိညာဉ်ကိုအကြောင်းပြုပြီးတော့ငါဆိုတဲ့အတွေးပေါ်လာတာပါတဲ့အဲ့ဒီရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့ခန္ဓာ၅ပါးကိုမမီပဲနဲ့ငါဆိုတဲ့အတွေးဟာမပေါ်ဘူးဒါလောကမှာလူတွေငါလို့ထင်မှတ်เสียတခုငါဆိုတဲ့အတွေးဟာမာနအတွေးငါဆိုတဲ့အတွေးဟာတဏှာအတွေးအဲ့ဒီတဏှာမာနဆိုတဲ့ဒီအတွေးမှားယွင်းနေတဲ့အတွေးတွေဟာမိမိတို့တဏှာမှာရှိတဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဒါတွေပေါ်မှာမှီပြီးတော့ဒါတွေကိုဆွဲမိပြီးတော့ဖြစ်ပေါ်လာတဲ့အတွေးတွေတဲ့ဥပမာလေးနဲ့ရှင်းပြတယ်လောကလူငယ်လူရွယ်တွေဟာကိုအလှပြင်တဲ့အနေနဲ့ကျေးမုံတို့မှန်မြင်တို့မှကြည့်ကြတယ်အဲ့ဒီကျေးမုံမှန်ပြင်ကိုကြည့်ပြီးတော့မိမိရဲ့မျက်နှာရိပ်ကိုအပြည့်အနာစာရှိတယ်မရှိဘူးဆိုတာတွေကိုဆင်ញင်သုံးသပ်ကြတယ်အဲ့ဒါလို့ဆင်ញင်သုံးသပ်လို့ရတယ်ဆိုတဲ့မျက်နှာပုံရိပ်ကလေးဟာမှန်ဆိုတဲ့မိယာမရှိဘဲနဲ့ပေါ်လာပါမလားမပေါ်ဘူးမှန်ဆိုတဲ့မိယာနဲ့ပေါ်လာတဲ့အရိပ်ဆိုတာပေါ်မှာကြည့်ပြီးတော့ငါဆိုတဲ့အတွေးဝင်တယ်လို့ပဲတဲ့ရုပ်ဝေဒနာတင်ညာသင်္ခါရလို့ဆိုတဲ့မိမိတဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးယုံ nant တရားတွေကိုမှီပြီးတော့သာလင်ငါဆိုတဲ့အတွေးပေါ်လာရတာပါဆိုပြီးတော့ရှင်ပုံနာကရှင်းပြတယ်ရုပ်ဆိုတာဘုန်းကြီးတို့တွေစဉ်းစားကြည့်ကိုယ်တဏ္ဍာမှာရုပ်ဆိုတာဘယ်ဟာလဲလို့ဆိုရင်မျက်စိနားနာလျှာကိုယ်ဆိုတာထင်ထင်ရှားရှားဒါရုပ်ပဲဟုတ်ကဲ့လားမိမိတဏ္ဍာမှာရှိနေတဲ့ရုပ်ခန္ဓာကိုယ်ကြီးမျက်စိရှိတယ်နားရှိတယ်လျှာရှိတယ်ကိုယ်ရှိတယ်ပထဝီဆိုတဲ့မာပြောမာအတုံခဲရှိတယ်အာဘောဆိုတဲ့ဖွဲ့စည်းထားတာရှိတယ်တေဇောဆိုတဲ့အပူအေးတွေရှိတယ်ဝါယောဆိုတဲ့လေရှိတယ်အာဘောဆိုတဲ့အရေဓာတ်တွေရှိတယ်အဲ့ဒီမဟာဘုတ်၄ပါးနဲ့မဟာဘုတ်၄ပါးကိုမှီပြီးတော့ဖြစ်နေတဲ့တဏ္ဍာပေါ်လွင်နေတဲ့လူရဲ့တဏ္ဍာမှာရှိနေတဲ့သဘာဝရုပ်တရားတဲ့အဲ့ဒီရုပ်တရားအမိပြုပြီးတော့ငါဆိုတဲ့အတွေးကိုပေါ်တာဖြစ်သည့်အတွက်ကြောင့်အဲ့ဒီရုပ်တရားကိုပြန်ပြီးတော့စစ်ဆေးရမယ်လေ့လာရမယ်ရှုမှတ်ရမယ်သူ့သဘာဝအတိုင်းမြင်အောင်ရှုရမယ်ဒါဒီလိုမြင်တဲ့အခါမှာငါဆိုတဲ့အတွေးဟာပြောင်းနိုင်တယ်ပေါ့
အဲ့ဒါကြောင့်မလို့ဘလို့ဆင်ញင်သုံးသပ်ခိုင်းလို့ဆိုတော့အဲ့ဒီငါဆိုတဲ့အတွေးရဲ့စွဲမိရာဖြစ်တဲ့ယုတ်တရားကိုတေးသေးချာချာစိတ်ငုပြီးတော့ကြည့်လိုက်မယ်ဆိုရင်ငါဆိုတဲ့အတွေးရဲ့မိရာဖြစ်တဲ့ယုတ်တရားဟာအမြဲတမ်းဒီတိုင်းရှိနေတဲ့တရားလားစာလို့ပြောမယ်ဆိုရင်နေဆလားအနိစ္စလားပေါ့မြဲနေသလားမမြဲဘူးလားလို့ရှုမှတ်ခိုင်းရှင်အနန္ဒာတို့တရားနာနေတဲ့ပုဂ္ဂိုလ်တွေကိုရှင်ပုံနာကမေးတယ်ငါရှင်တို့ဟောဒီငါဆိုတဲ့အတွေးရဲ့စွဲမိရာဖြစ်တဲ့ယုတ်တရားလေးဟာမြဲသလားမမြဲဘူးလားလို့ဆိုတော့မမြဲပါဘူးခင်ဗျာမမြဲတာတော့ထင်ရှားတာပဲမမြဲဘူးဆိုတာခက်ကြဲကြဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ခုလွန်ခဲ့တဲ့10နှစ်တုန်းကနဲ့အခု10နှစ်ဟာမတူတော့တာသိချတာပေါ့ကိုယ့်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်မြဲနေမယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာမိဘဝမ်းကနေမွေးဖွားလာကစားကလေးအရွယ်လေးပဲဖြစ်နေမှာပေါ့အဲ့တော့မမြဲဘူးထာဝရရွေးရှားနေတဲ့အရာသာဖြစ်တယ်ပြောင်းလဲပျက်စီးနေတဲ့အရာသာဖြစ်တယ်ဆိုတာထင်ရှားတယ်ပေါ့အဲ့ဒါခက်လန်းလန်းခက်ကျဲကျဲတွေးပြီးတော့ကြည့်တာ10နှစ်တစု10နှစ်တစုကြည့်လိုက်မယ်ဆိုရင်လည်းပဲ10နှစ်သားအရွယ်နဲ့20အရွယ်20အရွယ်နဲ့30 30နဲ့40 40နဲ့50 50နဲ့60 60ကနေ80မတူတဲ့အရွယ်တွေဖြစ်လာအဲ့ဒါကြောင့်မို့လို့ဒီယုတ်တရားရဲ့ပြောင်းလဲမှုတွေဟာဒါကတိတိတသာပြောင်းလဲမှုမတိမသာပြောင်းနေတာကတော့စက္ကန့်တိုင်းစက္ကန့်တိုင်းမတိမသာပြောင်းနေတာတခါတည်းခုံကျော်ပြီးတော့ပြောင်းတာမဟုတ်ဘူးစင်ဆက်မပြတ်ပြောင်းနေတာစင်ဆက်မပြတ်ပြောင်းနေလို့ဒီအဆင့်ကိုရောက်လာတာဒါကြောင့်မို့လို့ယုတ်တရားတွေရဲ့ပြောင်းလဲမှုဆိုတာအခုမှဝုန်းတိုင်းပြောင်းတာမဟုတ်ဘူးတဲ့စက္ကန့်မလတ်နာရီမလတ်အမြဲတမ်းရွေ့ရှားပြီးတော့ပြောင်းနေတာဥပမာဘာနဲ့တူမလို့ဆိုလို့ရှင်မြစ်ထဲကမြစ်ရည်တွေကိုကြည့်လိုက်အမြဲစီးနေတာမဟုတ်လားရပ်နေတဲ့အချိန်ဆိုတာမရှိဘူးမြဲစီးနေတယ်နောက်ထပ်တွေ့တာကရေအစ်စ်ခုနကမြင်လိုက်တဲ့ဟာကမရှိတော့ဘူးနောက်ထပ်ထိုင်ကြည့်နေမယ်ဆိုလို့ရှင်ပထမဆုံးမြင်လိုက်တဲ့ရေနဲ့ဒုတိယနောက်ထပ်ပြန်ကြည့်တဲ့ရေတူမှမတူတော့တာသို့တော်လည်းပဲရေရဲ့ပုံသဏ္ဍာန်ကတူးနေသည့်အတွက်ကြောင့်မြဲတယ်လို့လူတွေကထင်တာဒီမြေကြီးကမနေ့ကလည်းဒီရေတွေပဲဒီနေ့လည်းဒီရေပဲလို့ထင်တာတကယ်တော့မနေ့ကရေရှိသေးရဲ့လားမရှိဘူးအဲ့ဒီလိုရေဟာမနေ့ကရေမရှိတော့တယ်လို့ပဲဘုန်းကြီးတို့တွေရဲ့ခန္ဓာကိုယ်ဟာရုပ်ခန္ဓာကိုယ်ကြီးကလည်းမနေ့ကရုပ်ခန္ဓာမရှိတော့ဘူးဒီနေ့ရှိတာကော်ပီတွေကြီးပဲခေါ်တယ်ပုံတူဖြစ်ကြံရတာနော်အမြဲတမ်းပြောင်းလဲပြီးတော့နေတာအဲ့ဒါကိုအသေးစိတ်ရှုမြင်ဖို့ယုတ်တရားဟာနေဆလားအနိစ္စလားဆိုတော့အနိစ္စပါအဲ့ဒီလိုအနိစ္စဖြစ်တဲ့ယုတ်တရားဟာဒုက္ခလို့ခေါ်မလားဒုက္ခလို့ခေါ်မလားဘယ်သူကျေနပ်မလို့ဘယ်သူမှမကျေနပ်ဘူးကျေနပ်เสียမကောင်းတဲ့ဟာထာဝရပြောင်းနေတဲ့အရာကြီးဒီချမ်းသာတဲ့အရာဘယ်လိုမှမဖြစ်ဘူးဆင်းရဲတဲ့အရာဒုက္ခကျေနပ်เสียမကောင်းတဲ့အရာသာဖြစ်တယ်အဲ့ဒါဆိုလို့ရှိရင်ကျေနပ်เสียမကောင်းဘူးဆင်းရဲတယ်ဒုက္ခဖြစ်နေတယ်ထာဝရပြောင်းလဲနေတယ်ဆိုတဲ့အရာကြီးကိုငါလို့သတ်မှတ်တာတင့်တော်ပါမလားလို့ဒီလိုသဘာဝယုံ nant တရားတွေနဲ့ပတ်သက်ပြီးတော့ဝိပဿနာဉာဏ်နဲ့ဆင်ញင်စဉ်းစားဖို့ရှင်ပုံနာတို့ကရှင်ပုံနာကရှင်အနန္ဒာကိုဒီလိုအသေးစိတ်ရှင်းပြီးတော့ပြအဲ့ဒါလို့ရှင်းပြပြီးတဲ့အခါကျတော့အဲ့ဒါလို့ထာဝရပြောင်းလဲနေတဲ့ရုပ်တရားကြီးဟာငါဟာလို့ငါဥစ္စာလို့ငါရဲ့အတ္တလို့ဒီလိုမှတ်သားဖို့စိတ်ထဲမှာမှတ်ယူထားဖို့မသိတဲ့တရားဖြစ်တယ်အဲ့ဒါလို့တွေးလိုက်တာနဲ့မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ဆင်ញင်စဉ်းစားလိုက်တာနဲ့တပြိုင်နက်ရုပ်တရားပေါ်မှာ
ညီငွေမှုဆိုတာဖြစ်ပေါ်လာညီငွေတယ်ဆိုတာตาယာမှုကိုရှာမတွေ့တာကိုညီငွေတယ်လို့ခေါ်တာပျော်စရာတို့နှစ်သက်စရာတို့ကျင့်တတ်စရာတို့ဆိုတာမရှိတော့ဘူးတဲ့အဲ့ဒါကိုနိဗ္ဗိန္ဒတိညီငွေတယ်လို့ပြောတာထို့တူပဲလူတွေမှာနန္တရားအနေနဲ့ပြောမယ်ဆိုရင်ခံစားချက်တွေရှိတယ်ပျော်ရွှင်တာလည်းခံစားတာပဲဝမ်းနည်းတာလည်းခံစားတာပဲအဲ့ဒီပျော်ရွှင်မှုဆိုတာလည်းပဲသာဝရပြောနေတာဟုတ်ကဲ့လားအဲ့ဒီခံစားချက်တွေဟာလည်းပဲတည်မြဲနေတာမဟုတ်ဘူးအဲ့ဒါကိုရှင်ပုံနာကနေဝေဒနာဟာနေဆလားအနိစ္စလားလို့ဆိုတော့အနိစ္စပါပဲအဲ့ဒါလို့အနိစ္စဆိုလို့ရှိရင်တဲ့ဒုက္ခလို့ခေါ်မလားဒုက္ခလို့ခေါ်မလားလို့ဆိုရင်ဒုက္ခလို့ပဲခေါ်ရမှာပါတဲ့အဲ့ဒါလို့ဒုက္ခဖြစ်ပြီးပြောင်းလဲတတ်တဲ့သဘာဝတရားကိုငါဟာလို့ရှုမြင်သုံးသပ်ပဲဆိုလို့ရှိရင်မသိတော့ပေဘူးဒါကြောင့်မို့မှန်ကန်တဲ့အသိဉာဏ်နဲ့ရှုသင့်တယ်ခံစားချက်ဝေဒနာဆိုတာဟာလည်းပဲငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးလို့ဆိုတာမှန်ကန်တဲ့ဝိပဿနာဉာဏ်အမြင်နဲ့ရှုရမယ်အဲ့ဒါလို့ရှုမြင်လိုက်တဲ့အခါမှာခံစားမှုပေါ်မှာตาယာတွေ့တာမှုဆိုတာမလာတော့ဘူးတဲ့တို့တူပဲလူတွေမှာအာယုံတစ်ခုကိုမှတ်ပြီးတော့သိတတ်တဲ့မှတ်သိစိတ်ဆိုတာလေးရှိတယ်ပညာပေါ့အဲ့ဒီအမှတ်ပညာနဲ့ပတ်သက်လာလို့ရှိရင်လည်းပဲလူတွေကပြောတယ်အေးမှတ်ဉာဏ်ကောင်းလိုက်တာမှတ်ဉာဏ်မကောင်းဘူးမှတ်မိတယ်မမှတ်မိဘူးနဲ့ပြောကြအဲ့ဒီမှတ်တယ်ဆိုတဲ့ပညာတရားလေးဟာလည်းပဲလူတွေရဲ့တဏ္ဍာမှာအခုဖြစ်ပြီးတော့အခုပြတ်သွားတဲ့သဘာဝတရားမျိုးသာဖြစ်သည့်အတွက်ကြောင့်နေဆလားအနိစ္စလားလို့ဆိုရင်မမြဲတဲ့အနိစ္စသဘောသာဖြစ်တယ်အဲ့ဒီမမြဲတဲ့အနိစ္စသဘောတရားဖြစ်တဲ့တင်ညာဟာဒုက္ခလားဒုက္ခလားလို့ဆိုတော့ဒုက္ခပဲမမြဲရင်ဒုက္ခပဲသူကအေးမမြဲတဲ့ပြောင်းလဲတတ်တဲ့သဘာဝတရားကိုငါလို့ပြောလို့မသိတော့ဘူးဒါကြောင့်မို့လို့ငါဟာမဟုတ်ဘူးငါမဟုတ်ဘူးဆိုတဲ့မှန်ကန်တဲ့အသိဉာဏ်နဲ့ရှုမှတ်ဆင်ခြင်ပွားများရမယ်လို့အဲ့ဒါလို့ရှုမှတ်ဆင်ခြင်ပွားများလိုက်တဲ့အခါမှာတင်ညာဆိုတဲ့မှတ်သိစိတ်ပေါ်မှာငါဟာဆိုတဲ့အတွေးတွေမလာလို့တွေ့တာမှုမရှိတော့ဘူးตาယာပွဲဆိုတာရှာမတွေ့တော့ဘူးညင်းငွေလာတယ်ထို့တူပဲသင်္ခါရဆိုတာကြံတွေးမှုတို့ကြိုးပမ်းအထောက်မှုတို့စိတ်ဆော်မှုတို့အတိညာဏ်တို့စတဲ့စိတ်ရဲ့အခြေအနေတွေအဲ့ဒီသင်္ခါရတရားတွေပေါ်မှာလည်းမိမိစိတ်ထဲမှာဖြစ်ပေါ်လာတာတွေရှိတယ်အဲ့ဒီဖြစ်ပေါ်လာသမျှအရာတွေဟာလည်းပဲတခုမှမြဲနေတာမရှိသည့်အတွက်ကြောင့်အလုံးဟာအနိစ္စတွေကြီးပဲအဲ့ဒီအနိစ္စတွေမမြဲတဲ့အရာမှန်သမျှဟာဒုက္ခပဲဒုက္ခဖြစ်တဲ့အရာမှန်သမျှဟာအတ္တမဟုတ်ဘူးဒါကြောင့်မို့ငါဥစ္စာလို့မရှုသင့်တဲ့တရားတွေအဲ့တော့မမြဲတဲ့အရာတစ်ခုကိုငါဟာမဟုတ်ဘူးငါမဟုတ်ဘူးဆိုတဲ့မှန်ကန်တဲ့အသိဉာဏ်နဲ့သာရှုမှတ်ရမယ်လို့ဒီလိုရှင်ပုံနာကအသေးစိတ်ရှင်းပြအသိစိတ်ဆိုတဲ့ဝိညာဉ်လေးဟာလည်းပဲစင်စစ်မပြတ်တစိတ်ပြီးတစိတ်တစိတ်ပြီးတစိတ်အမတန်မှလျင်မြန်တဲ့နှုံသားနဲ့ပြောင်းရွှေ့ပျက်စီးပြီးတော့နေတယ်အဲ့ဒါလို့လျင်မြန်တဲ့အဟုန်နဲ့ဖြစ်ပြီးပြက်နေတဲ့အသိစိတ်ကလေးကိုလည်းပဲမြဲတာမဟုတ်သည့်အတွက်ကြောင့်အနိစ္စမမြဲသည့်အတွက်ကြောင့်ဒုက္ခပြောင်းလဲတတ်တဲ့သဘောရှိသည့်အတွက်ကြောင့်ငါဟာလို့မရှုသင့်တဲ့တရားပဲဒါကြောင့်မို့အသိစိတ်ဆိုတဲ့ဝိညာဉ်ကိုလည်းငါမဟုတ်ဘူးငါဟာမဟုတ်ဘူးဆိုတဲ့မှန်ကန်တဲ့အသိပညာနဲ့ဝိပဿနာဉာဏ်နဲ့ရှုမြင်ရမယ်လို့ရှင်ပုံနာကရှင်းပြတယ်အဲ့ဒါလို့ရှုမြင်လိုက်ရင်ဘယ်လိုအကျိုးတွေရတော့ဆိုတော့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်လို့ဆိုတဲ့
ဒီခန္ဓာ၅ပါးအပေါ်မှာတဏှာနဲ့တွေ့တာตายမှုဆိုတာမလာတော့ဘူးခုနကပြောခဲ့တဲ့မှားယွင်းတဲ့အတွေးတွေဝင်မလာနိုင်တော့ဘူးဝင်မလာနိုင်တဲ့အခါမှာဒီပေါ်မှာညှင်းငွေ့လာတဲ့အခါကျတော့တွေ့တာမှုတွေကင်းပြတ်လာတွေ့တာမှုကင်းပြတ်လာတာနဲ့တပြိုင်နက်စိတ်ကလေးဟာကိလေသာအတွေ့အတာတွေအလုံးကနေပြီးတော့လွတ်မြောက်ပြီးတော့သွားတယ်လို့ဒီလိုရှင်းပြတော့အဲ့ဒီတရားကိုနာရင်ရှင်အာနန္ဒာဟာသောတာပန်ဖြစ်သွားအဲ့ဒါလို့သောတာပန်ဘဝ38နှစ်အရွယ်လောက်မှာသောတာပန်ဖြစ်ပြီးတော့နောက်အသက်50ကျော်တဲ့အခါကျတော့မှမြတ်စွာဘုရားရဲ့အလုတ်အကျွေးရာထူးကိုရမြတ်စွာဘုရားအလုတ်အကျွေးဘဝနဲ့သူအားနှစ်ပေါင်း25နှစ်မြတ်စွာဘုရားကိုအလုတ်အကျွေးပြုခဲ့တယ်ပေါ့အဲ့ဒါလို့အလုတ်အကျွေးပြုနေတဲ့အချိန်ရှင်အနန္ဒမထေရမြတ်မြတ်စွာဘုရားဟောသမျှတရားတွေကိုလည်းလေ့လာမှတ်သားတယ်မြတ်စွာဘုရားကိုခွင့်တောင်းထားတယ်သူမပါတဲ့နေရာမှာဟောထားတဲ့တရားကိုမြတ်စွာဘုရားကသူ့ကိုပြန်ပြီးတော့ဟောပေးရရှင်အနန္ဒမထေရမြတ်မြတ်စွာဘုရားဟောထားတဲ့ဓမ္မခန္ဓာပေါင်း84,000ကိုနှုတ်တဲ့ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်လောက်ထိအောင်လုံလဝီရိယကောင်းတယ်လဲလို့ဆိုလို့ရှိရင်ဒီမြတ်စွာဘုရားရဲ့တရားတော်တွေကိုသူကနာလဲနာတယ်မှတ်လဲမှတ်ထားတယ်နှုတ်ခလဲရွတ်ဖတ်သရဲဆဲတယ်စိတ်နဲ့လည်းအမြဲမပြတ်နှလုံးသွင်းတယ်အဓိပ္ပာယ်ကိုလည်းရှင်းရှင်းလင်းလင်းသိအောင်ကြိုးစားတယ်ဒါကြောင့်မို့ရှင်အနန္ဒာမသိတဲ့တရားဆိုတာမရှိသလောက်စာပေကျမ်းဂန်ပရိယရဲ့တာဝန်ကိုရှင်အနန္ဒာဟာစွမ်းစွမ်းတမန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်လို့ဘဟုတုတအရာမှာဧတရရာထူးရတဲ့ပုဂ္ဂိုလ်သူကိုယ်တိုင်ကပြောထားတဲ့အထဲမှာမြတ်စွာဘုရားဟောတဲ့တရားတွေထဲမှာတဲ့ဓမ္မခန္ဓာပေါင်း84,000ရှိတယ်82,000ကိုမြတ်စွာဘုရားထံကသင်တယ်တဲ့ကျန်တဲ့2,000ကိုရှင်သာရိပုတ္တရာစတဲ့ယဟန်တော်တွေစီကသင်ယူခဲ့ပါတယ်တဲ့အားလုံးသူ့ရဲ့တဏ္ဍာမှာနှုတ်တဲ့ရနေတဲ့တရားပေါင်းဟာ84,000ရှိပါတယ်ဒီလိုပြောတာမြတ်စွာဘုရားကိုဝကြီးဝငယ်ပြုတဲ့နေရာမှာလည်းပဲလုံလဝီရိယအမတန်ကောင်းတယ်တာမန်ဘုရားကိုပြုစုတာမဟုတ်ဘူးညအခါမှာဆိုလို့ရှိရင်မြတ်စွာဘုရားနဲ့ခန္ဓာကုရီကျောင်းတော်ထဲမှာတပါးတဲ့အတူမနေဘူးသို့တော့ခက်လန်းလန်းကျောင်းမှာနေပြီးတော့မြတ်စွာဘုရားသတင်းသုံးတဲ့ခန္ဓာကုရီကျောင်းဆောင်ကိုတညကို9ချိန်ထပြီးတော့အဲ့ဒီကျောင်းကိုကြည့်တယ်တညဆိုလို့ရှိရင်9ခါလောက်အဲ့ဒီကျောင်းကိုလှက်ပတ်ပြီးတော့ကြည့်တယ်ဘာဖြစ်လို့ကျောင်းတော်နာသွားပြီးတော့တညကို9ခါထပြီးတော့ကြည့်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားကအလိုတော်ရှိလို့အာနန္ဒာလို့ခေါ်လိုက်ရင်ကြားရအောင်လို့လေအဲ့တော့မြတ်စွာဘုရားကိုအဲ့ဒါလောက်ဂရုစိုက်တဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီရှင်အနန္ဒမထေရမြတ်မြတ်စွာဘုရားရဲ့တာဝန်တွေဘုရားကိုပြုစုလုပ်ကြွေးရတဲ့တာဝန်တွေတဖန်ဓမ္မတာဝန်လို့ဆိုတဲ့မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုထိမ့်သိမ်းစောင့်ရှောက်ရတဲ့တာဝန်တွေအဲ့ဒီတာဝန်တွေကြားကနေပြီးတော့ဆောင်ရွက်လုပ်ကင်နေရသဖြင့်သောတာပန်ဘဝနဲ့ပဲနှစ်ပေါင်းများစွာအနှစ်40ကျော်သောတာပန်ဘဝနဲ့ပဲနေခဲ့ရဟန္တာမဖြစ်ဘူးဒီနေ့ကျတော့မြတ်စွာဘုရားထံချဉ်ကပ်ပြီးတော့တရားတောင်းတဲ့သုတ်တန်လေးတစ်ခုရှိတယ်ရှင်အနန္ဒာဟာမြတ်စွာဘုရားထံချဉ်ကပ်ပြီးတော့လျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်ကိုကမ္မထံတရားအချင်းချုပ်ဟောပေးပါအဲ့ဒီကမ္မထံတရားအချင်းချုပ်ဟောပြီးလို့ရှိရင်တပည့်တော်ဟာတပါးတည်းလွတ်လွတ်ကင်းကင်းနိဗ္ဗာန်ကိုဥတည်ချက်ထားပြီးတော့ကြိုးကြိုးစားစားတရားအထုတ်ပါမယ်လို့ဘုရားထံဝန်ခံပြီးတော့အဲ့တရားတောင်းတယ်တ
တရားတောင်းတဲ့အခါမြတ်စွာဘုရားကဟောတဲ့တရားရှိတယ်ရှင်အနန္ဒာကိုဟောတဲ့ဝိပဿနာတရားလေးတကယ်တော့ဝိပဿနာတရားဆိုတာအလွန်ရှင်းရှင်းလေးပဲအဲ့တော့မြတ်စွာဘုရားကဘာကိုဟောတာတုံးဆိုဒါတရားဆိုတာတရားရှာကိုမှတွေ့လို့ဆိုတဲ့အတိုင်းဘုန်းကြီးတို့တဏ္ဍာမှာရှိတဲ့တရားတွေကိုပဲရှုမှတ်ဖို့ပဲဟုတ်ကဲ့လားအဲ့ဒီပဲမြတ်စွာဘုရားကမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဓဝရ6ပါးနဲ့ဆိုင်တဲ့တရားတွေကိုရှင်အနန္ဒာကိုဟောပြတယ်တစ်ခုချင်းတစ်ခုချင်းဟောတာဘုန်းကြီးတို့တွေအာယုံစိုက်ပြီးတော့အချင်းချုပ်ကိုပြောရမယ်ချင်းချုပ်ကိုဘယ်လိုပြောရမလဲဆိုရင်မျက်စိကနေပြီးတော့ဘုန်းကြီးတို့တွေမျက်စိနှလုံးဖွင့်လိုက်လို့မြင်စရာအာယုန်တွေကိုမြင်ပြီဆိုပါစို့လူတိုင်းဟာမျက်စိဖွင့်ပြီးတော့ကြည့်လိုက်ရင်မြင်စရာအာယုန်တွေကိုမြင်ကြတယ်အဲ့ဒါလို့မြင်စရာအာယုန်တွေကိုမြင်ရကနေပြီးတော့ဘာတွေဆက်သွယ်ဖြစ်တယ်လဲဆိုတာလေးကိုကြည့်အောင်ဒါပရိစ္ဆေသမုပ္ပါဒ်နဲ့လည်းတူတူပါပဲမျက်စိနှလုံးဖွင့်ပြီးတော့မြင်စရာအာယုန်တွေကိုကြည့်လိုက်တာနဲ့တပြိုင်နက်မြင်သိစိတ်ပေါ်လာတယ်မြင်သိစိတ်ပေါ်လာလို့ရှိရင်အာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာပေါ်လာတယ်အဲ့ဒီဖတ်တာကိုအကြောင်းပြုပြီးတော့စိတ်ထဲမှာဝမ်းသာမှုဝမ်းနည်းမှုဆိုတဲ့ခံစားမှုတွေပါလာတယ်ပေါ့ဒါကိုယ်မှာဖြစ်ပျက်နေတာတွေကိုပြန်ပြီးတော့စဉ်းစားကြည့်မျက်စိကမြင်လိုက်တာနဲ့တပြိုင်နက်မြင်သိစိတ်ထိုမြင်သိစိတ်ပေါ်လာတာနဲ့တပြိုင်နက်အာယုန်နဲ့ဆက်သွယ်မှုအာယုန်နဲ့ဆက်သွယ်လိုက်တာနဲ့တပြိုင်နက်ဝမ်းသာတယ်ဝမ်းနည်းတယ်ဆိုတဲ့ခံစားမှုတွေဒါလူတိုင်းမှာဒီတိုင်းလာတယ်ပေါ့ကဲအဲ့ဒီနေရာမှာကြည့်လိုက်ရောမျက်စိဆိုတာကသဘာဝတစ်ခုပဲအဲ့ဒီမျက်စိထဲမှာထင်ဟပ်ပြီးတော့ပေါ်လာတဲ့မြင်လို့ရတဲ့အာယုံရူပါယုံဆိုတာကသဘာဝတစ်ခုမျက်စိထဲမှာရူပါယုံထင်ဟပ်လာတဲ့အခါမှာထင်ဟပ်မှုစွမ်းအားကြောင့်ထိုရူပါယုံလေးကိုမြင်ပြီးတော့သိတဲ့စိတ်ဆိုတဲ့စက္ခုဝိညာဉ်စိတ်ကလေးပေါ်လာပြန်အဲ့ဒီစက္ခုဝိညာဉ်စိတ်လေးပေါ်လာလိုက်တာနဲ့တပြိုင်နက်အာယုန်နဲ့စိတ်နဲ့ထိတွေ့မှုဆိုတဲ့ဖတ်တာဆိုတာပေါ်လာအဲ့ဒီအာယုန်နဲ့စိတ်နဲ့ထိတွေ့မှုဆိုတဲ့ဖတ်တာပေါ်လာတာနဲ့တပြိုင်နက်ဝမ်းသာတယ်ဝမ်းနည်းတယ်ဆိုတဲ့ခံစားမှုကလည်းပါလာတယ်ပေါ့ပဋိစ္စသမုပ္ပါဒ်ကြတော့ကြည့်လေသလာယေတနာပစ္စယဖတ်သောဖတ်တာပစ္စယဝေဒနာလို့ဒီလိုဟောထားတာနော်သလာယေတနာဆိုတာဒီထဲမှာစက္ခုပတာရလို့ဆိုတဲ့မျက်စိအကြည်ဓာတ်ကလေးအဲ့ဒီမျက်စိအကြည်ဓာတ်ကလေးရှိလို့မြင်စရာအာယုံကိုမြင်လိုက်တာအာယုံနဲ့ဆက်သွယ်မိတာပရိစ္ဆေသမုပ္ပါဒ်မှာသလာယေတနာကနေဖတ်တာကိုချက်ချင်းမြတ်စွာဘုရားကလှမ်းကူးပြီးတော့ဟောထားတာအခုဒီသုတ်တန်ကြတဲ့အခါကျတော့ဈာထဲမှာနှစ်ခုရှိသေးတယ်အဲ့ဒီစက္ခုပတာရနဲ့ဆက်သွယ်မှုရတဲ့မျက်စိနဲ့မြင်လို့ရတဲ့အဆင်းအာယုံဆိုတာရှိသေးတယ်အဲ့ဒီမျက်စိနဲ့မြင်ရတဲ့အဆင်းအာယုံနဲ့မျက်စိနဲ့ထိတွေ့လိုက်တဲ့အခါမှာပေါ်လာတဲ့မြင်သိစိတ်ဆိုတာရှိသေးတယ်အဲ့ဒီမြင်သိစိတ်ပေါ်လာမှဖတ်တာဆိုတာပေါ်လာတာအဲ့ဒီဖတ်တာပေါ်လာတဲ့အခါမှာဝမ်းသာတယ်ဝမ်းနည်းတယ်ဆိုတဲ့ခံစားမှုဆိုတာပေါ်လာတာအဲ့တော့ပေါင်းပြီးတော့ကြည့်လိုက်တဲ့အခါကျတော့မျက်စိဆိုတာလေးရယ်မျက်စိထဲမှာထင်ဟပ်ပေါ်လာတဲ့အဆင်းအာယုံလေးရယ်အဲ့ဒီနှစ်ခုစုံလိုက်သည့်အတွက်ကြောင့်ပေါ်လာတဲ့မြင်သိစိတ်ကလေးရယ်ထိုမြင်သိစိတ်ကလေးပေါ်လာတာနဲ့တပြိုင်နက်စိတ်နဲ့အာယုံနဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာလေးရယ်အဲ့ဒီဖတ်တာလေးပေါ်လာသည့်အတွက်ကြောင့်ခံစားမှုဆိုတဲ့ဝေဒနာလေးရယ်ဒါအမတမဒီဝိပဿနာအာယုံတမာရိစွမ်းအားတွေနဲ့တတိစွမ်းအားတမာရိစွမ်းအားတွေအသုံးချပြီးတော့ကြည့်မယ်ဆိုရင်ဒီပုံစံအတိုင်းဖြစ်နေတာနော်အမတ်တမဲ့နေရင်တော့ဒါတွေသိမှာမဟုတ်ဘူးပေါ့
အဲ့တော့ကပ္ပဋ္ဌာန်းအထုတ်တယ်ဆိုတဲ့အခါမှာမြတ်စွာဘုရားကရှင်အာနန္ဒာကိုရှင်းပြတယ်အဲ့ဒီမှာတဲ့မျက်စိဆိုတာရှိတယ်အဆင်းအာယုံလေးရှိတယ်မြင်သိစိတ်ဆိုတာလေးရှိတယ်ပေါ်လာတယ်မြင်သိစိတ်ကလေးပေါ်လာတာနဲ့အာယုံနဲ့ဆက်သွယ်မှုဆိုတာဖတ်တာလေးပေါ်လာတယ်အဲ့ဒီဖတ်တာလေးပေါ်လာလိုက်တာနဲ့ခံစားမှုဆိုတဲ့ဝေဒနာလေးပေါ်လာတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့နော်တရားဘယ်နှမျိုးလဲ5မျိုးစက္ခုပတာရဆိုတဲ့မျက်စိရဲ့မြင်စရာအဆင်းအာယုံရဲ့မြင်သိစိတ်ရဲ့အာယုံနဲ့ဆက်သွယ်တဲ့ဖတ်တာရဲ့ခံစားတဲ့ဝေဒနာရဲ့5ခုရှိတယ်အဲ့ဒီ5ခုစလုံးဟာတဲ့ခိုင်မြဲနေတဲ့အရာတစ်ခုမှမရှိဘူးမျက်စိကလည်းခိုင်မြဲတာမရှိဘူးအဆင်းအာယုံလေးကလည်းခိုင်မြဲတာမရှိဘူးမြင်သိစိတ်ကလေးကလည်းပေါ်ပြီးတော့ပျောက်သွားတယ်အာယုံနဲ့ဆက်သွယ်တဲ့ဖတ်တာဆိုတာလည်းပေါ်ပြီးတော့ပျောက်သွားတယ်ခံစားမှုဆိုတဲ့ဝေဒနာလေးဟာလည်းဖြစ်ပြီးတော့ပျောက်သွားတယ်ဒါကြောင့်ဟိုတစ်ခုမှမမြဲသည့်အတွက်ကြောင့်အနိစ္စမမြဲဘူးဆိုတဲ့သဘာဝတရားသည်ဒုက္ခလားဒုက္ခလားလို့ဆိုတော့ဒုက္ခပဲဘာဖြစ်လို့တော့မမြဲမှုကအမြဲတမ်းနှောက်ယှက်နေလို့ဒုက္ခအနှောက်အယှက်တွေရှိနေလို့ရှိရင်ဒုက္ခပဲအနှောက်အယှက်ကင်းမှဒုက္ခအဲ့ဒီလိုဒုက္ခဖြစ်နေတဲ့အရာတစ်ခုကိုငါလို့ငါဟာလို့ငါရဲ့အတ္တလို့တွေးထင်စရာပဲရှိမလဲဒုက္ခကိုဘယ်လိုလုပ်ပြီးတော့ငါဟာလို့ပြောလို့ရမလဲတဲ့ငါရဲ့အတ္တလို့ပြောလို့မရဘူးလို့မြင်တဲ့အာယုံနဲ့ပတ်သက်ပြီးတော့မြင်စရာနဲ့ပတ်သက်ပြီးတော့ဟောဒီတရား5မျိုးလုံးကိုအနိစ္စဒုက္ခအနတ္တလို့ရှုမြင်နိုင်အောင်ကြိုးစားရမယ်လို့မြတ်စွာဘုရားကရှင်အနန္ဒာကိုဟောတာအဲ့တော့တရားချင်းခင်သူတော်စင်ပြိဿပေါင်းတို့ဝိပဿနာတရားကိုကျင့်တော့မယ်ဆိုလို့ရှိရင်ရှုမှတ်စရာတွေကဘာတွေလဲလို့မေးလို့ရှိရင်ဟောစက္ခုပတာရဆိုတဲ့မျက်စိအကြည့်လေးကလည်းရှုမှတ်စရာပဲအဲ့ဒီမျက်စိအကြည့်လေးပေါ်မှာပေါ်လာတဲ့ရူပယုံဆိုတာလေးကလည်းရှုမှတ်စရာပဲရူပယုံနဲ့စက္ခုပတာရတို့ဆုံမိကြသည့်အတွက်ကြောင့်မြင်တယ်လို့သိတဲ့စိတ်ကလေးကလည်းရှုမှတ်စရာပဲအဲ့ဒီစိတ်ကလေးပေါ်လာလိုက်တာနဲ့တပြိုင်နက်အာယုံနဲ့စိတ်နဲ့ဆက်သွယ်မှုဆိုတဲ့ထိခိုက်မှုဆိုတဲ့ဖတ်တာလေးကလည်းပဲရှုမှတ်စရာပဲအဲ့ဒီဖတ်တာကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ခံစားမှုဆိုတာလေးကလည်းရှုမှတ်စရာပဲအဲ့တော့ဝိပဿနာဉာဏ်နဲ့ရှုရမယ်ဆိုတာဒီတရားတွေကိုရှုရအောင်ပထမရှုတော့ဘယ်လိုရှုမလဲလို့ဆိုလို့ရှိရင်သဘာဝလက္ခဏာကိုအရင်ရှုရအနိစ္စဒုက္ခကိုအရင်ရှုရတာမဟုတ်ဘူးသဘာဝလက္ခဏာကိုရှုရသဘာဝလက္ခဏာဆိုတာစက္ခုပတာရကိုရှုရင်မျက်စိရဲ့အကြည်ဓာတ်သဘောကိုမြင်အောင်ရှုရမယ်မျက်စိရဲ့အကြည်သဘောကိုမြင်လာတော့အဲ့ဒီအကြည်သဘောမှာထင်ဟပ်လာတဲ့မျက်စိနဲ့မြင်လို့ရတဲ့ရူပယုံရဲ့သဘောကိုကြည့်ရမယ်မြင်ရမယ်အဲ့ဒီမျက်စိအကြည်နဲ့အဆင်းအာယုံနဲ့ဆုံလိုက်တဲ့အခါမှာပေါ်လာတဲ့မြင်သိစိတ်ကလေးကိုမြင်အောင်ကြည့်ရမယ်အဲ့ဒါလို့ပေါ်လာပြီးတဲ့နောက်မှာဆက်သွယ်မှုဆိုတာလေးကဇက်တိုက်လိုက်လာတာလေးဖတ်တာဆိုတဲ့သဘောလေးဟာထင်ဟပ်ပေါ်လာတယ်ဖတ်တာဆိုတဲ့သဘောဟာရုပ်ချင်းထိခိုက်တဲ့ဖတ်တာကအမတန်သိတာနာချင်းထိခိုက်တဲ့ဖတ်တာကြတော့လူတွေကမသိတာဘူးလို့ထင်ကြသို့တော့ဖတ်တာရဲ့သဘောဟာစဉ်းစားကြည့်နော်ဘယ်လိုထင်ဟပ်လာတာတုံးဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်ကိုလာထိတာမဟုတ်ဘူးမထိပေမဲ့လို့ဖတ်တာရဲ့သဘောဟာဘလို့ပေါ်လာတတ်တုံးဆိုရင်လူတယောက်ကဇီးပြူသည်တို့တမယာသည်တို့စားနေမယ်ဆိုရင်ကြံတဲ့လူတယောက်မှာဘလို့ခံစားရလဲသေကြတာနော်အဲ့ဒါဘာမှမထိပဲနဲ့ခံစားရတာမဟုတ်လားအေးဖတ်တာရဲ့သဘောကအဲ့ဒီတိုင်းပဲကြောက်တတ်တဲ့လူတယောက်ကဟိုအိမ်ခေါမိုးပေါ်တက်ပြီးတော့မတ်တရနေတဲ့လူကိုကြည့်ပြီးတော့အောက်ကနေပြီးတော့ဒူးတုံနေဟောအဲ့ဒါမျိုးကဖတ်တာရဲ့ထိခိုက်မှုလို့ခေါ်တယ်အေးမြင်သိစိတ်ပေါ်လာပြီးတဲ့နောက်မှာအဲ့ဒါလို့ဆက်သွယ်မှုဆိုတဲ့သဘောတရားတွေကပေါ်လာတတ်တယ်တဲ့ပေါ်လာပြီးတဲ့နောက်မှာ
ဝန္တာမှုဆိုတဲ့ခံစားတာဝမ်းနည်းမှုဆိုတဲ့ခံစားမှုတွေပေါ်လာတယ်အဲ့ဒီသဘာဝတွေကိုရှုမှတ်ရမယ်လို့သဘာဝတရားကိုရှုမှတ်တာသဘာဝလက္ခဏာကိုရှင်းဥစွာသဘာဝတရားကိုအရင်တွေ့အောင်ကြည့်ပြီးတဲ့အခါကျတော့သက္ကုပ္ပဒါရဆိုတာလေးကလည်းမမြဲဘူးသက္ကုပ္ပဒါရမှာထင်ဟပ်လာတဲ့ရူပယုံဆိုတာလေးကလည်းမမြဲဘူးမြင်သိစိတ်ကလေးကလည်းအလွန်တိုးတောင်းတဲ့အချိန်ပိုင်းလေးမှာပြတ်သွားတယ်ဆက်သွယ်မှုလို့ဆိုတဲ့ဖတ်တာလေးကလည်းအလွန်တိုးတောင်းတဲ့အချိန်လေးမှာပြတ်သွားတယ်ခံစားမှုဆိုတာလေးကလည်းအလွန်တိုးတောင်းတဲ့အချိန်လေးထဲမှာပြတ်သွားတယ်ဆိုတဲ့မမြဲတဲ့အနိစ္စသဘောတရားပေါ်လာပြီးတဲ့နောက်လုံးဝပျောက်ကွယ်သွားတယ်ဆိုတဲ့အနိစ္စသဘောတရားတွေကိုမြင်လာတာအဲ့ဒါဟာဝိပဿနာတာမညလက္ခဏာအများဆိုင်တဲ့လက္ခဏာတစ်ခုကိုရှုမြင်တယ်လို့ဒီလိုပြောတာเนาะအဲ့ဒါလို့မြတ်စွာဘုရားကအမြင်အာယုန်နဲ့ပတ်သက်ပြီးတော့ဒီတရား6မျိုးကိုရှုမှတ်ဖို့ရှင်အနန္ဒာကိုဟောတယ်ထို့တူပဲအကြားအာယုန်နဲ့ပတ်သက်တာလည်းပဲ6မျိုးပဲအတန်လေးကနားထဲမှာဝင်လာတယ်နားထဲကအတန်လေးကိုကြားလိုက်တယ်ကြားလိုက်တဲ့အခါမှာကြားသိစိတ်ကလေးပေါ်လာတယ်ကြားသိစိတ်ပေါ်လာတော့အာယုန်နဲ့ဆက်သွယ်မှုဆိုတာဖတ်တာလေးပေါ်လာတယ်ဖတ်တာပေါ်လာတဲ့အခါခံစားမှုဆိုတဲ့ဝေဒနာပေါ်လာတယ်၅ခုပဲနားရဲ့အတန်ရဲ့ကြားသိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ဟောဒီတိုင်းပဲလာတာလူတိုင်းရဲ့လူသဘာဝဟာဒီတိုင်းပဲလေဘာလေးကြားလိုက်ဒီတိုင်းပဲတရားထိုင်နေရင်နားကအတန်တစ်ခုကိုကြားလိုက်မယ်ကြားလိုက်ရင်ဒီပုံစံတိုင်းလာမှာပဲဒါဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အာယုံစိုက်ပြီးတော့ကြည့်နေနားထဲမှာဘာသာလေးပဲကြားလိုက်တာနဲ့တပြိုင်နက်ကြားသိစိတ်ကလေးကဘွားကနေပေါ်လာပြီးပျောက်သွားတာပဲအဲ့ဒါအာယုံလေးနဲ့ဆက်သွယ်မှုဆိုတာလည်းပေါ်လာတာပဲခံစားမှုဆိုတာလေးကလည်းပေါ်လာတာပဲကြားတဲ့အတန်လေးကตาရပွဲဆိုရင်ဝမ်းသာမตาရဘူးဆိုရင်ဝမ်းနေတယ်ဆိုတာပေါ်လာဟုတ်ကဲ့လားကြားကျင်တဲ့အတန်ဆိုစိတ်ထဲမှာသဘောကျသွားတယ်မကြားကျင်တဲ့အတန်ဆိုလို့ရှိရင်စိတ်ထဲကသဘောမကျဘူးဒီလိုဖြစ်သွားအဲ့တော့အဲ့ဒီသဘာဝတရားတွေအားလုံးဟာမမြဲတဲ့သဘာဝတရားတွေမမြဲသည့်အတွက်ကြောင့်ဒုက္ခဖြစ်တဲ့သဘာဝတရားတွေဒုက္ခဖြစ်သည့်အတွက်ကြောင့်အတ္တမဟုတ်တဲ့သဘာဝတရားတွေကိုငါဟာလို့မရှုရဘူးတဲ့ငါဟာမဟုတ်ဘူးလို့ဒီလိုရှုမြင်ရမယ်လို့ဒီလိုဆိုတာနော်ဒါရှင်အနန္ဒာကိုမြတ်စွာဘုရားကနေပြီးတော့ဝိပဿနာကမ္မထတရားကိုဟောပေးနေတာထို့တူပဲနှာခေါင်းကနေအနံ့ကလေးရလိုက်ပြီမိဖို့ကြောင့်ကဟင်းချက်လို့ပေါ့နော်နှာခေါင်းကအနံ့ကလေးရလိုက်ပြီငကြော်နံ့ရတာနဲ့ငရုတ်သီးကြော်နံ့ရတာနဲ့မတူတော့ဘူးဟုတ်လားကြက်သားကြော်အနံ့ရတာတို့ချင်မောင်ဟင်းအနံ့ရတာတို့မတူဘူးအဲ့ဒါလို့နန်းတစ်ခုရလိုက်ပြီဆိုတာနဲ့တပြိုင်နက်ခုနကစင်စက်မပြတ်ဖြစ်လာတာအနံ့ရဲ့နှာခေါင်းရဲ့နံသိစိတ်ကလေးရဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာလေးရဲ့ဆက်သွယ်မှုကိုအကြောင်းပြုပြီးတော့ခံစားမှုဆိုတာလေးရဲ့ဟောဒီ၅မျိုးလာတာပဲဒါလဲအဲ့ဒီ၅မျိုးလုံးဟာတခုမှမြဲတာမဟုတ်အခိုက်တန့်လေးမှာပျက်စီးပြီးတော့သွားသည့်အတွက်ကြောင့်အနိစ္စပဲအနိစ္စဖြစ်လို့ဒုက္ခပဲဒုက္ခဖြစ်သည့်အတွက်ကြောင့်အနတ္တပဲအဲ့ဒီအနတ္တဖြစ်နေတဲ့အရာတစ်ခုကိုမှန်ကန်တဲ့အမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်ငါလည်းမဟုတ်ဘူးငါဥစ္စာလည်းမဟုတ်ဘူးလို့ဒီလိုပဲကြည့်ရတော့မှာပဲသဘာဝအတိုင်းဖြစ်နေတာဒါလောကလူတွေဟာဘယ်အချိန်ဖြစ်တွေ့နေတာပဲမျက်စိနှလုံးဖွင့်လိုက်လို့ရှိရင်ခုနသဘာဝတရားတွေပေါ်မလာဘူးလားနားဆွင့်လိုက်လို့ရှိရင်လည်းခုနသဘာဝတရားတွေပေါ်လာမှာပဲနှာခေါင်းထဲကအနံ့ရလာလို့ရှိရင်လည်းခုနသဘာဝတရား၅ခုပေါ်လာတာပဲအေးထို့တူပဲမနေ့စာစားမယ်နေ့စာစားမယ်စားပြီဆိုပါစို့စားပြီဆိုလို့ရှိရင်လည်းလျှာရဲ့အရသာရဲ့လျက်တိစိတ်ရဲ့ထိတွေ့မှုဖတ်တာရဲ့ခံစားမှုဝေဒနာရဲ့လာတာပဲဒါလဲလာတယ်အေးအဲ့ဒါလို့လာသမျှသဘာဝတွေကိုသိအောင်ကြိုးစားပြီးတော့မမြဲတဲ့သဘောတွေကိုမြင်လာအောင်ကြည့်ရမယ်မမြဲဘူးဆိုတာနဲ့ဆင်းရဲမှုဆိုတာလည်းသိလာတယ်
ဆင်းရဲမှုဆိုတာသိလာတာနဲ့တပြိုင်တည်းအတ္တမဟုတ်ဘူးဆိုတာလည်းသိလာတယ်မှန်ကန်တဲ့အမြင်နဲ့ရှုမှတ်ရမယ်လို့ဒီလိုဆိုလို့ဒီသဘာဝတရားတွေကိုငါလို့ပြောစရာလည်းတခုမှမရှိဘူးငါဥစ္စာလို့ပြောစရာလည်းတခုမှမရှိဘူးအခိုက်အတန့်အကြောင်းကြောင့်ပေါ်လာပြီးသူ့ဟာသူပြက်သွားတာဘာကိုငါလို့ပြောအောင်မလဲပြောလို့မရဘူးတဲ့ဟုတ်ကဲ့လားအေးထို့တူပဲခန္ဓာကိုယ်နဲ့တစ်စုံတစ်ခုလာပြီးတော့ထိတယ်ဆိုပါစို့ထိတဲ့အခါမှာလည်းပဲဒီသဘာဝတရား၅မျိုးပေါ်လာတာပဲကာယပတာရဆိုတာရှိတယ်ဖုတ္တဘာယုံဆိုတာရှိတယ်အပူနဲ့ထိရင်ပူတယ်အေးနဲ့ထိရင်အခုလိုအိုက်တဲ့နှွေရာသီကြီးဆိုရင်ဟုတ်လားရက်တောင်ကလေးနဲ့ရက်ကလေးခတ်လိုက်လို့ရှင်လေအေးလေးကခန္ဓာကိုယ်လာမထိဘူးလားအေးထိလာတဲ့အချိန်လေးမှာကြည့်လေလေးကဖုတ္တဘာယုံခန္ဓာကိုယ်ကြီးကကာယပတာရဟောထိလိုက်တဲ့အခါမှာထိသည့်စိတ်ကလေးအေးတယ်ဆိုတာလေးထိသည့်စိတ်လေးပေါ်လာတယ်ပေါ်လာပြီးတဲ့နောက်မှာဆက်သွယ်မှုလေလေးနဲ့စိတ်နဲ့ဆက်သွယ်မှုဆိုတာလေးဖတ်တာလေးပေါ်လာတယ်အဲ့ဒီဖတ်တာလေးပေါ်လာတဲ့အခါကျတော့ကြည်ခံစားမှုဆိုတာလေးလိုက်လာတယ်မိနာကလို့ပူရင်လည်းပဲဒီအတိုင်းပဲရေချိုးတဲ့အခါမှာလည်းပဲဒီအတိုင်းပဲဝိပဿနာရှုလို့မရဘူးလားအေးရေချိုးလို့အိုင်နှုံးတို့ရေချိုးပြီဆိုရေအေးလေးချိုးလိုက်လို့ရှိရင်လူကသဘောမကျဘူးလားသဘောကျသွားတာလဲအဲ့ဒီသဘောပဲဟုတ်ကဲ့လားခန္ဓာကိုယ်ရဲ့ဖုတ္တဘာယုံရဲ့ထိတိစိတ်ကလေးရဲ့အဲ့ဒီနောက်မှာဖတ်တာရဲ့ဝေဒနာရဲ့ဒါပဲလာတာပဲအဲ့တော့ဘယ်နေရာပဲဖြစ်ဖြစ်ဝိပဿနာတရားရှုမှတ်လို့ရတာကြည့်ပဲအကုန်အမှတ်တမဲ့မနေဘူးတဲ့အပမာဒဆိုတဲ့တတိတရားနဲ့သာဝရတတိရှိနေမယ်တတိကတ်နေမယ်ဆိုလို့ရှိရင်ဘယ်နေရာမှာပဲဖြစ်ဖြစ်ဝိပဿနာရဲ့အာယုန်တွေကပေါ်နေတာတဲ့မပေါ်တာကအတိညာဏ်နဲ့တတိမပေါ်တာဟုတ်ကဲ့လားအဲ့ဒီတတိနဲ့ဉာဏ်မပေါ်တာကိုပေါ်အောင်ကြိုးစားအားထုတ်နေခြင်းဒီပင်တရားအားထုတ်တယ်လို့ပြောတာအဲ့တော့တရားအားထုတ်တယ်ဆိုတာဘုဒ္ဓကြီးထိုင်းနေမှာတရားအားထုတ်တာမဟုတ်ဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်လမ်းလျှောက်ရင်းနဲ့ဒီလိုတွေးလို့ရတာပဲထိုင်းနေရင်လည်းတွေးလို့ရတယ်လျှောက်ဆက်နေရင်လည်းတွေးလို့ရတယ်သွားနေရင်လည်းတွေးလို့ရတယ်ဒီတဘာဝတရားတွေမြင်တိုင်းဒီတိုင်းဖြစ်နေတာပါလားဆိုတဲ့အမြင်မျိုးမြင်ပြီးတော့ဒီတဘာဝတရားတွေဟာတခုမှမြဲနေတာမရှိဘူးလို့ဒီလိုရှုမှတ်ရမယ်အေးတခါတရံကြတော့မျက်စိနာနာလျှာကိုယ်လို့ဆိုတဲ့ပတာတယုတ်တွေမပါဘူးမပါဘဲနဲ့တက်စိတ်ထဲကနေတွေးကြံပြီးတော့ကြည်တာတွေရှိတယ်ဆိုပါစို့မနေ့ကဖြစ်ခဲ့တဲ့အကြောင်းအရာလက်ဖြင့်ကတွေးမဲ့အကြောင်းအရာတွေကိုတွေးကြည့်လို့မရဘူးလားရပါတယ်ဗျာအဲ့ဒါလို့တွေးပြီးတော့ကြည့်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုတော့မနနဲ့ဓမ္မစိတ်ဆိုတဲ့အခြေခံတရားနဲ့စိတ်နဲ့အာယုံပြုရတဲ့ဓမ္မအာယုံဓမ္မဆိုတာတရားကိုပြောတာမဟုတ်ဘူးရူပယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုတ္တဘာယုံမှတပါးဉာဏ်နဲ့အာယုန်တွေအားလုံးကိုဓမ္မလို့ခေါ်တာနော်စိတ်နဲ့သိရတဲ့အဲ့ဒီအာယုန်တွေဟာစိတ်ထဲမှာပေါ်လာတယ်ဆိုပါစို့စိတ်ကူးစိတ်တန်းတွေပေါ်လာတယ်အဲ့ဒီမယ်မနလို့ဆိုတဲ့ဘဝင်စိတ်ရှိတယ်အဲ့ဒီဘဝင်စိတ်ကိုထိခိုက်ပြီးပေါ်လာတဲ့အတွေးအာယုန်တွေရှိတယ်အဲ့ဒီအတွေးအာယုန်တွေကိုသိတဲ့မနောဝိညာဉ်စိတ်တွေးသိစိတ်ဆိုတာပေါ်လာတယ်အဲ့ဒီတွေးသိစိတ်နဲ့တပါးတည်းအာယုန်နဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာလာသည့်အတွက်ကြောင့်ဝေဒနာဆိုတဲ့ခံစားမှုလူတွေဟာတွေးပြီးတော့လဲဝမ်းသာတာရှိတယ်လေတချို့ကကောင်းတာလေးတွေးရရင်တယောက်တည်းပြုံးနေတာရှိသေးတယ်မရသေးခင်ကပြုံးနေတာဟုတ်ကဲ့လားမကောင်းတာတွေတွေးပြီးတော့လဲမဲ့နေတဲ့လူဟာရှိသေးတယ်လေအေးအဲ့ဒါကြတော့ကြည့်မနောဝိညာဉ်ဆိုတဲ့စိတ်ကနေလာပြီးတော့ဖြစ်တာတွေပေါ့ရှင်အာနန္ဒမထေရမြတ်တရားထုတ်ချင်ပါတယ်ဆိုလို့မြတ်စွာဘုရားကမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဓာရ6ပါးမှာထင်ရှားဖြစ်ပေါ်လာတဲ့အာယုံ6ပါးထိုအာယုံ6ပါးနဲ့ဆက်သွယ်ပြီးတော့ဖြစ်လာတဲ့စိတ်6မျိုးထိုစိတ်6မျိုးနဲ့အတူတကွပေါ်လာတဲ့ဖတ်တာ6မျိုးဖတ်တာ6မျိုးနဲ့အတူတကွပေါ်လာတဲ့ဝေဒနာ6မျိုးအဲ့ဒါတွေကိုရှုမှတ်ပွားများပါလို့
ရသော်ဗျာကဟောတယ်အဲ့ဒါလို့ရှုမှတ်ပွားများလိုက်တဲ့အခါမှာဒီတရားတွေဟာကြည့်လိုက်မယ်ဆိုရင်ငါလို့တွေ့တာစရာလည်းတစ်ခုမှမရှိဘူးငါဟာလို့တွေ့တာစရာလည်းတစ်ခုမှမရှိဘူးအဲ့ဒါလို့မြင်လိုက်တာနဲ့တပြိုင်နက်ခန္ဓာကိုယ်မှာရှိသမျှတွေကဒါပဲလေအဲ့ဒီထဲမှာဆွဲလန်းစရာတစ်ခုမှမရှိသည့်အတွက်ကြောင့်ဒီတဘာဝတရားတွေဟာစိတ်ပြည့်ငြင်းငွေ့စရာတွေဖြစ်လာတယ်တဲ့ဝိပဿနာဉာဏ်မြင်လာတဲ့အခါစိတ်ပြည့်ငြင်းငွေ့တယ်ဆိုတာတွေ့တာစရာလုံးဝမရှိဘူးတွေ့တာစရာမရှိတော့သည့်အတွက်ကြောင့်တွေ့တာမှုဟာကင်းပြတ်သွားတယ်ကင်းပြတ်သွားတာနဲ့တပြိုင်နက်ကိလေသာဆိုတဲ့အညစ်အကြေးတွေကလုံးဝလွတ်သွားတယ်အဲ့ဒီကြတော့ဒါလွတ်မြောက်တဲ့စိတ်လို့ခေါ်တယ်ပေါ့တွေ့တာမှုတွေကနေလုံးဝလွတ်မြောက်သွားတယ်အဲ့ဒါလို့လွတ်မြောက်သွားတာနဲ့တပြိုင်နက်နောက်ဆုံးမှာမဲ့အစင်စင်ဖိုးစင်စင်ရပြီးတော့ကိလေသာအာသောတွေကလုံးဝလွတ်မြောက်သွားတယ်ဘယ်တော့မှလာမတွေ့တော့ဘူးတဏှာဆိုတာမလာတော့ဘူးဒိဋ္ဌိဆိုတာမလာတော့ဘူးမာနဆိုတာမလာတော့ဘူးဘယ်ကိလေသာမှမလာတော့လို့ရှိရင်စိတ်ကလေးဟာလုံးဝလွတ်မြောက်သွားတဲ့စိတ်ကလေးဖြစ်သွားတယ်အဲ့ဒါလို့လုံးဝလွတ်မြောက်သွားတဲ့စိတ်ကလေးကိုရပြီလို့ဆိုလိုက်တာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်ဟာသူ့ကိုယ်သူရှင်းရှင်းကြီးမြင်လာတယ်တဲ့ဘယ်လိုမြင်တော့ဆိုရင်နောက်ထပ်ငါဖြစ်เสียဆိုတာဘာမှမရှိတော့ဘူးနောက်ထပ်ငါမဖြစ်တော့ဘူးလုပ်เสียရှိတာတွေငါလုပ်ပြီးပြီမြတ်သောအကျင့်ကိုပြည့်ပြည့်ဝဝကျင့်ပြီးပြီနောက်ထပ်ကျင့်เสียကုန်ပြီလမ်းဆုံးပြီဆိုပါစို့ခရီးသွားတဲ့လူတယောက်ဟာခရီးလမ်းဆုံးရောက်သွားလို့ရှိရင်အေးနောက်ထပ်သွားเสียမရှိဘူးလို့သိတယ်မဟုတ်လားဩဒါလမ်းဆုံးပြီလို့သိတယ်လို့ပဲတရားဓမ္မကျင့်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲဒါလမ်းဆုံးပြီလို့ဆိုတာသိတာပဲလွတ်မြောက်ပြီးတဲ့အခါမှာထိုစိတ်ကလေးရဲ့အဆုံးစွန်ကိုရောက်သွားတဲ့အခါငါဟာဒါလမ်းဆုံးပြီလို့သူ့ကိုယ်သူဆင်ញင်သိနိုင်တယ်လို့မြတ်စွာဘုရားကရှင်အာနန္ဒာအတွက်ဒီဝိပဿနာကျင့်စဉ်တစ်ခုကိုဟောလိုက်တယ်သို့တော်ရှင်အာနန္ဒာမထေရဟာဘုရားတက်တော်ထင်ရှားရှိနေတဲ့အချိန်မှာတရားသူတရားမြတ်မရဘူးကျင့်တော်ကျင့်မယ်ပေါ့နောက်ဆုံးမှာမြတ်စွာဘုရားပြိဋိဘံဆံသွားတယ်မြတ်စွာဘုရားရဲ့ဝေယဝိစ္စကိစ္စတွေပရိယတ္တိဓမ္မရဲ့တာဝန်တွေနဲ့ရှင်အာနန္ဒာမထေရတရားအထုတ်ခွင့်သိပြီးတော့မရဘူးမရတော့ဘုရားပြိဋိဘံဆံဃာနီးမှာဝမ်းနေတယ်သူကဝမ်းနေစကားလျှောက်တယ်ဘုရားဘုရားလည်းပြိဋိဘံဆံတော့မယ်ညောင်ဆောင်ပေါ်မှာလဲလျောင်းနေပြီငါလည်းပဲသောတာပန်ပဲရှိသေးတယ်ယဟန္တာမဖြစ်သေးဘူးစိတ်ထဲမှာဝမ်းနေလာတယ်ဝမ်းနေလာပြီးတော့ငိုတယ်တဲ့ခုခေတ်တော့တရားမရလို့ငိုတဲ့လူသိမရှိဘူးထမရဲ့ကြည်ရတာနော်ရှင်အာနန္ဒာအဲ့ဒါဝမ်းနေပြီးတော့ငိုတော့မြတ်စွာဘုရားကအာနန္ဒာပဲသွားလဲလို့ဆိုမေးလိုက်တော့အဲ့ဒီမှာငိုနေတော့ခေါ်ပြီးတော့ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားလည်းပြိဋိဘံဆံတော့မယ်သူ့မှာလည်းတရားသူတရားမြတ်ကမရသေးဘူးအဲ့ဒါတွေးပြီးတော့စိတ်ထဲမှာဝမ်းနေတယ်ပေါ့ဆိုတော့မြတ်စွာဘုရားကနှစ်သိမ့်စကားမိန့်ကြားတယ်အာနန္ဒာတဲ့မင်းမှာပါရမီတွေအများကြီးရှိပါတယ်တဲ့တရားအထုတ်ပါတဲ့ကြိုးစားပြီးတော့တရားအထုတ်လိုက်လို့ရှင်မင်းမကြခင်ပဲယဟန္တာဖြစ်မှာပါလို့မြတ်စွာဘုရားဒီလိုခေါ်တာနော်အဲ့ဒါနဲ့ရှင်အာနန္ဒာမထေရနောက်ပြိဋိဘံဘုရားပြိဋိဘံဆံသွားတဲ့အခါ3လကြာတဲ့အခါကျတော့မြတ်စွာဘုရားဟောတဲ့တရားတွေကိုစွတ်စွတ်စီးစီးတရားတော်တွေအကုန်လုံးစစ်ဆေးမေးမြန်းမဲ့အလုံးတိုက်ဆိုင်ညှိနှိုင်းမဲ့ပထမသံဃာနာတင်ဖို့အစီအစဉ်လုပ်တဲ့ထဲမှာရှင်အာနန္ဒာပါနေ့ပြင်ကလို့သံဃာနာအစည်းအဝေးကြီးကခေါ်တော့မယ်ရှင်အာနန္ဒာကသောတာပန်ပဲရှိသေးတယ်ရွေးချယ်ထားတဲ့ပုဂ္ဂိုလ်ကယဟန္တာတွေ900ရွေးထားတယ်အဲ့ဒီ900ထဲမှာယဟန္တာမဖြစ်သေးတဲ့ရှင်အာနန္ဒာတပါးပါနေတယ်ပေါ့အဲ့ဒီအချိန်မှာမနဲ့ကြလို့ရှင်ကျန်တာတွေကယဟန္တာတွေဒိဋ္ဌိကျဲတွေငါတပါးတည်းကနေသောတာပန်ဆိုရင်မဖြစ်သေးဘူးဆိုပြီးတော့ညလုံးပေါက်တရားထုတ်တယ်ရှင်အာနန္ဒာလက်ပြင်ငါသံဃာနာတင်တော့မယ်ဆိုကလေးတို့ညလုံးပေါက်တရားထုတ်တာညတကောင်ကြော်သည်ထီအောင်ဈဉ္ဉံသွားလိုက်
ထိုင်လိုက်စဉ္ညာသွားလိုက်ထိုင်လိုက်နဲ့မြတ်စွာဘုရားပေးထားတဲ့နိလန်းတိုင်ဝိပဿနာကျင့်စဉ်ကိုကျင့်တာတရားဓုတရားမြတ်ကမရဘူးဖြစ်နေတယ်သိရခြင်းလွန်အားကြီးရင်လည်းမရတတ်ဘူးတဲ့အဲ့တော့သူကသူစဉ်းစားတယ်သူကမြတ်စွာဘုရားဟောထားတဲ့တရားတွေအများကြီးသိတဲ့ပုဂ္ဂိုလ်ဆိုတော့စဉ်းစားတာပေါ့တချို့ကပြောတယ်စာတတ်လို့ရှိရင်စာခန်းနေလို့တရားဓုတရားမြတ်မရဘူးလို့ပြောတယ်ရှင်အာနန္ဒာလောက်စာတတ်တဲ့ပုဂ္ဂိုလ်ရှိအောင်မလားမရှိဘူးစာတတ်လို့ရှိရင်စဉ်းစားတတ်တယ်ပေါ့စာကမခံပါဘူးစာတတ်ရင်စဉ်းစားတတ်တယ်ပေါ့ရှင်အာနန္ဒာကစဉ်းစားလိုက်တယ်ငါဘာလို့တရားဓုတရားမြတ်မရတာတော့လို့မနဲ့လဲတကောင်ကြော်သွားပြီမနဲ့လင်းဖို့လဲနီးလာပြီဩငါစိတ်အားတွေတအားများပြီးတော့ဝီရိယတွေကလွန်ကဲနေလို့တမာတိကယောနေနေလို့ဒီလိုဖြစ်နေတာလူတွေဟာစိတ်အားတွေတအားမြင့်နေလို့ရှိရင်လည်းပဲချိန်သားမကိုက်ဘူးတရားစစ်မီးလိုပဲသိမ့်မြင့်သွားလို့အိုးဝါဖြစ်လို့ရှိရင်လည်းပြတ်သွားတတ်တယ်ဟုတ်ကဲ့လားသိယောနေလို့ရှိရင်လည်းပဲမလင်းတတ်ဘူးပေါ့အဲ့ဒီတိုင်းပဲ तू ကချိန်သားကိုက်မှအဲ့ဒါကိုရှင်အနန္ဒာကသိတယ်ဝီရိယတွေသိလွန်ကဲနေလို့ရှိရင်ဩဒိစ္စတွေဖြစ်တယ်တမာတိတွေယောနေနေတယ်အဲ့တော့ဝီရိယကိုနည်းနည်းလျှော့ပေးဦးမှဖြစ်မယ်ဆိုပြီးစဉ္ညာလျှောက်တရားအထုတ်ရင်းကနေပြီးတော့ခိတ္တခဏအနာယူမယ်ဆိုပြီးတော့အိယာညောင်ဆောင်ပေါ်မှာလှဲဖို့ရတင်မလွဲလေးထိုင်လိုက်တယ်ထိုင်ပြီးတဲ့အခါမှာစောင်းပြီးတော့အိတ်လိုက်တာခြေထောက်ကလည်းပဲကျန်းကအကြွခေါင်းကလည်းပဲခေါင်းအုံးပေါ်မရောက်ခင်ကလေးအဲ့ဒီစัจ जा လေးမှာယန္တာဖြစ်သွားတယ်တဲ့ရှင်အနန္ဒာယဟမြတ်တာဖြစ်ပုံကအမတန်ထူးဆန်းတယ်နော်ခေါင်းကလည်းခေါင်းနဲ့မထိသေးဘူးခြေထောက်ကလည်းကျမ်းပေါ်ကအကြွလေးကိုယ့်အကိုစမ်းကြည့်ပေါ့အိမ်ရောက်တဲ့ခါမှာနော်အိယာပေါ်မှာထိုင်ပြီးတဲ့အခါလက်အိတ်တဲ့ပုံတရံလေးလှုပ်ကြည့်ပေါ့အဲ့ဒီစัจ जा လေးမှာရှင်အနန္ဒာတော့ယဟန္တာဖြစ်သွားတယ်ကိုယ့်ကိုယ်တော့ယဟန္တာဖြစ်မယ်မဖြစ်ဘူးတော့မသိနိုင်ဘူးပေါ့နော်အဲ့ဒီအချိန်လေးမှာတတိမလွတ်ဘူးထိုင်လိုက်တဲ့အချိန်မှာကြည့်ဘာတွေနှလုံးသွင်းနေမလဲအိယာနဲ့တင်ပစုံနဲ့ထိတဲ့အချိန်မှာခုနကပြောမှာပေါ့ကာယပတာရရဲ့ဖုဒ္ဓဘာယောရဲ့ကာယဝိညာဉ်စိတ်ရဲ့ဖတ်တရဲ့ဝေဒနာရဲ့ဒီတရား၅မျိုးတတိထားမှာပေါ့နော်အဲ့ဒါလို့ရှုမှတ်ရင်းကနေပြီးတော့ရှင်အနန္ဒာမထေရမြတ်ခေါင်းကလည်းခေါင်းနဲ့မထိသေးခင်ခြေထောက်ကလည်းအောက်ကအကြွလိုက်လေးမှာယဟန္တာဖြစ်သွားပါတယ်ဒါရှင်အနန္ဒာယဟန္တာဖြစ်သွားတာအဲ့ဒီတက်တော်80ပြည့်ပြီဘုရားပြိဋိဘံစံလို့3လကျော်တဲ့အခါမှာယဟန္တာဖြစ်တယ်အေးရှင်အနန္ဒာမထေရမြတ်တက်တော်120တိအောင်အသက်ရှည်တယ်သာသနာတော်ရဲ့အကျိုးမြတ်စွာဘုရားဟောပြတဲ့ဓမ္မရဲ့တာဝန်တွေကိုစွန်းစွန်းတမန်ထမ်းဆောင်သွားတဲ့ရှင်အနန္ဒာမထေရမြတ်နောက်ဆုံးကြတော့ကောတိဂါမလို့ဆိုတဲ့နေရာရောဟိနီမြစ်ကမ်းခြေမှာရှိတဲ့နေရာမှာမြစ်ကမ်းတစ်ဖက်မှာဟိုဘက်ကရွာတရွာဒီဘက်ကရွာတရွာရှိတယ်အဲ့ဒီနှစ်ရွာကရှင်အနန္ဒာကိုဝကြီးဝငယ်ပြုပြီးတော့ရှင်အနန္ဒာကိုအမြဲတမ်းပြုစုကြတဲ့ရွာတွေနောက်ဆုံးသက်တော်120ပြည့်တဲ့အခါမှာအရှိဘက်ကံကလူတွေကလည်းဟိုဘက်ကံကလူတွေကလည်းသူတို့ရွာသူတို့ဘက်မှာပဲပြိဋိဘံဆံမှာဒီဘက်ကံကလူတွေကလည်းဒီဘက်ကံမှာပြိဋိဘံဆံမှာလို့ဆိုတော့ရှင်အနန္ဒာကတရားဓမ္မတွေကနှစ်ဖက်စလုံးရင်းနှီးတဲ့တရားဓမ္မတွေဖြစ်တော့ဟိုဘက်လည်းပြိဋိဘံဆံမှုခက်ဒီဘက်လည်းပြိဋိဘံဆံမှုခက်တော့ကောင်းကင်ကမြေအလဲကောင်ကောင်းကင်ပေါ်မှာရှင်အနန္ဒာမထေရမြတ်ပြိဋိဘံဆံပြိဋိဘံဆံရင်ကြည့်ယဟန္တာဖြစ်တာလဲထူးဆန်းတယ်ပြိဋိဘံဆံတာလည်းပဲကောင်းကင်မှာပြိဋိဘံဆံတာနော်ကောင်းကင်မှာပြိဋိဘံဆံပြီးတော့ကောင်းကင်မှာပဲခန္ဓာကိုယ်ကမီးတောက်တွေထပြီးတော့တောက်တယ်တောက်ပြီးတော့မီးလောင်ကျွမ်းသွားပြီးတော့အယိုးဓာတ်တွေဟာဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်းကျတယ်တဲ့ဟိုဘက်ရွာတစုဒီဘက်ရွာတစုကျတယ်ဒါဟာရှင်အနန္ဒာမထေရမြတ်ရဲ့ဝိပဿနာတရားနဲ့သူ့ဘဝအဆုံးသတ်သွားပုံကဒီတိုင်းပဲအေးဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သည်ရှင်အနန္ဒာမထေရမြတ်နဲ့
ရှင်အနန္ဒမထေရမြတ်ပွားများအထုတ်သွားတဲ့ကမ္မထန်တရားဆိုတာတခြားမဟုတ်ဘူးဟောဒီရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးပေါ်မှာရှုမှတ်ပြီးတော့တရားဓမ္မရသွားတာဖြစ်တယ်မြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းဓဝရ6ပါးအာယုံ6ပါးဝိညာဉ်6ပါးဖတ်တာ6ပါးဝေဒနာ6ပါးဆိုတဲ့ဆက်သွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့ဒီသဘာဝတရားတွေကိုရှုမှတ်ရင်ဝိပဿနာဉာဏ်အစဉ်စဉ်တက်ပြီးတော့ကိလေသာအသောတွေကုန်ခန်းတဲ့ယဟန္တာဖြစ်သူရောက်သွားတယ်ဆိုတာကိုသိရှိကြည်ညိုပြီးမိမိတို့လည်းဝိပဿနာတရားအားထုတ်လို့ရှိရင်ဒီရှုမှတ်ဖွယ်ရအာယုန်နေနဲ့ပဲတရားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီကိုယ်ငါသဘောကျပြီးတော့ရှင်အနန္ဒမထေရမြတ်ကဲ့သို့တရားဓုတရားမြတ်ရအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်းငွေလမင်းနှင်းရောင်ချင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဩတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တဝန္တာရွှင်မြူဝမုံလူလည်းရဲ့ကြည်နုဝဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေတဲ့ရောရှက်သင်ပြန့်ပီတိတိဟုသောယနန်တို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်တည်း